IC မှာရှိတဲ့အကူတွေဆရာတွေကိုကျွန်တော်အရန်ကြိုက်တယ်တော့သူတို့နဲ့ကျွန်တော်လုံညိုရေးလိုက်လို့တယ်ပေါ့နော်လုံညိုရေးလိုက်လို့ရေးနဲ့အကူတွေဘလူးဆိုသွားတာလဲဘလူးတီးသွားလဲဆိုအမြဲတမ်းကျွန်တော်နားဆင်နေပေါ့နော် IC မှာလုံညိုရေးမရှိဘူးဆိုရင်ကျွန်တော်ဒီကိုအာဇာနီတို့ပေါ့နော်တချို့ကျွန်တော်တို့သိတဲ့ကျွန်တော်အရင်ချီရတဲ့အကူတွေပေါ့နော်သူတို့ရှုပ်ပွဲတွေလာတယ်ပေါ့နော်အဲ့မှာလဲကျွန်တော်လုံညိုရေးတွေလိုက်တယ်ပေါ့နော်ကျွန်တော်မိမကကျွန်တော်ဒီလုံညိုရေးမလုံးနေတော့ပေါ့နော်ကျွန်တော်ရဲ့ကိုပိုင်လုပ်ငန်းလေးပဲလုပ်ပါလို့ကျွန်တော်ပြောတော့ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ကိုပိုင်လုပ်ငန်းလေးတွေကျွန်တော်စူးစမ်းပြီးကျွန်တော်လုပ်တယ်ပေါ့နော်လုပ်ပြီးတက်မယ်ပေါ့နော်ကျွန်တော်ဒီတချင်းလေးတွေရန်လုပ်ချင်တဲ့အခါမှာကျွန်တော်ပတ်စံလေးတွေကျွန်တော်စုတယ်ပေါ့နော်စုပြီးတော့ကျွန်တော်တချင်းလေးတွေကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်စူးစမ်းနေတယ်ပေါ့နော်2024မှာပေါ့နော်ဒီကျွန်တော်လေးပုတ်တော့ထွက်သွားပြီပေါ့နော်ပထမဦးဆုံးစခဲ့တာတော့ချွေသွားတဲ့ပန်းပေါ့နော်ဒုတိယတစ်ပုတ်မှာကျတော့မာယာတက်တဲ့ပုတ်မှာကျတော့မင်းမငိုပါနဲ့ပေါ့နော်နောက်ဆုံးတချင်းတစ်ပုတ်ကတော့ပေးဆက်မယ်ဆိုတဲ့တချင်းလေးကိုကျွန်တော်ထွက်ထားတယ်ပေါ့နော်အဲ့ဒါကဒီ26ထဲမှာကျွန်တော်ထွက်ထားပါတယ်လို့ပေါ့နော်လေးပုတ်ထဲမှာတော့ကျွန်တော်နောက်ဆုံးထွက်တဲ့တချင်းကအရန်ကြိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အချစ်ကိုပေးဆက်မယ်ဆိုတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးကိုကျွန်တော်အရန်ကြိုက်ပါတယ်လို့ပေါ့နော်နေငိုနေတာငါတွေ့မဟုတ်မဲငါချိုးကားရင်တီးခဲ့ပြီမေးပြောဖို့အတွက်ဆိုငါဟာလူရှင်တော်ကြည့်ဖို့နေလူရင်တော့ပေါ်ချီတိုင်းမှာဒီမလို့စုပြေခံဒီဝါမီတွေ့ပါဘေးစမဲတီလူသာကျွန်တော်အတန်ကကျွန်တော် raw ပိုင်းပေါ့နော် raw ကိုကျွန်တော်အရန်ဆိုချင်တယ်ပေါ့နော်ဒါပေမဲ့နေသားတစ်ခုကကျတော့အခြေတချင်းလေးတွေနဲ့အဆွေးတချင်းလေးတွေနဲ့အသေးကွက်တချင်းလေးတွေကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ raw ပိုင်းတော့ရောက်အောင်တော့လုပ်မယ်လို့တော့ကျွန်တော်ဆုံးဖြတ်ချက်ချထားပါတယ်လို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျကျွန်တော်ကကျတော့ rock ကကြိုက်တယ်ပေါ့နော်ရုပ်ကလည်းကျန်းအတန်လည်း rock ကဒီဇိုင်းမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိရောက်တဲ့တချင်းလေးတွေကတော့အသေးကွက်တချင်းလေးတွေပါလို့ပေါ့နော်ဟုတ်ကျွန်တော်နုပညာကိုဒီ2024ရာနေပြီးတော့စပြီးတော့ဝင်လာခဲ့တယ်ပေါ့နော်ကျွန်တော်ကဖျားเจ้าမှာဆိုရင်တချင်းဆိုတာရဝနာပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အတန်တွေကတိတ်ကိုက်ညီမှုတိတ်မရှိပေါ့နော်ကျွန်တော်ပေါ့နော်ဒီဖျားရှိမှာကျွန်တော်ဆူတောင်းနေပေါ့နော်ဖျားရှင်ဒီနေ့တစ်ချိန်မှာကျွန်တော်လမ်းလေးဖွင့်ပေးပါလို့ကျွန်တော်ဖျားရှိမှာဆူတောင်းနေပေါ့နော် IC ဆိုရင်ကျွန်တော်အရန်ကြိုက်တယ်ပေါ့နော် IC မှာရှိတဲ့အကူတွေဆရာတွေကိုကျွန်တော်အရန်ကြိုက်တယ်တော့သူတို့နဲ့ကျွန်တော်လုံညိုရေးလိုက်လို့တယ်ပေါ့နော်လုံညိုရေးလိုက်လို့ရေးနဲ့ကိုတွေပေါ့နော်ဘလူတွေဆူသွားတာလေးဆိုတာနားထောင်နေပေါ့နော်နားထောင်ဟိုပြောမယ်ဆိုတော့နိုင်ရီဝအောင်တော့ကျွန်တော်ကြိုးစားရတယ်ပေါ့နော်ဟုတ် IC မှာလုံညိုရေးမရှိဘူးဆိုရင်ကျွန်တော်ဒီကိုအာဇာနီတို့ပေါ့နော်တချို့ကျွန်တော်တို့သိတဲ့ကျွန်တော်အရင်ချီရတဲ့အကူတွေပေါ့နော်သူတို့ရှုပ်ပွဲတွေလာတယ်ပေါ့နော်အဲ့မှာလဲကျွန်တော်လုံညိုရေးတွေလိုက်တယ်ပေါ့နော်လိုင်းနဲ့ကြတော့ကျွန်တော်မိမကကျွန်တော်ဒီလုံညိုရေးမလုံးနေတော့ပေါ့နော်ကျွန်တော်ရဲ့ကိုပိုင်လုပ်ငန်းလေးပဲလုပ်ပါလို့ကျွန်တော်ပြောတော့ပေါ့နော်အဲ့ဒါကျွန်တော်ရဲ့ကိုပိုင်လုပ်ငန်းလေးတွေကျွန်တော်စူးစမ်းပြီးကျွန်တော်လုပ်တယ်ပေါ့နော်လုပ်ပြီးတက်မယ်ပေါ့နော်ကျွန်တော်ဒီတချင်းလေးတွေရန်လုပ်ချင်တဲ့အခါမှာကျွန်တော်ပတ်စံလေးတွေကျွန်တော်စုတယ်ပေါ့နော်စုပြီးတော့ကျွန်တော်တချင်းလေးတွေကိုကျွန်တော်အကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းနေတယ်ပေါ့နော်2024မှာပေါ့နော်ဒီကျွန်တော်လေးပုတ်တော့ထွက်သွားပြီပေါ့နော်ပထမဦးဆုံးစခဲ့တာတော့ချွေသွားတဲ့ပန်းပေါ့နော်ဒုတိယတစ်ပုတ်မှာကျတော့မာယာတက်တဲ့ပုတ်မှာကျတော့မင်းမငိုပါနဲ့ပေါ့နော်နောက်ဆုံးတချင်းတစ်ပုတ်ကတော့ပေးဆက်မယ်ဆိုတဲ့တချင်းလေးကိုကျွန်တော်ထွက်ထားတယ်ပေါ့နော်အဲ့ဒါကဒီ26ထဲမှာကျွန်တော်ထွက်ထားပါတယ်လို့ပေါ့နော်လေးပုတ်ထဲမှာတော့ကျွန်တော်နောက်ဆုံးထွက်တဲ့တချင်းကအရန်ကြိုက်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အချစ်ကိုပေးဆက်မယ်ဆိုတဲ့တချင်းလေးပေါ့နော်အဲ့တချင်းလေးကိုကျွန်တော်အရန်ကြိုက်ပါတယ်လို့ပေါ့နော်နေငိုနေတာငါတွေ့မဟုတ်မဲငါချိုးကားရင်တီးခဲ့ပြီမေးပြောဖို့အတွက်ဆိုငါဟာလူရှင်တော်ကြည့်ဖို့နေလူရင်တော့ပေါ်ချီတိုင်းမှာဒီမလို့စုပြေခံဒီဝါမီတွေ့ပါဘေးစမဲတီလူသာတချင်းနေကျွန်တော်ရွေးချယ်ရတယ်ပေါ့နော်ရွေးချယ်တဲ့အခါမှာကျွန်တော်ရဲ့အတန်နဲ့ကြိုက်မလားတချင်းစာသားလေးကလှလားဆိုတာမင်းမျိုးပြင်စဉ်းစားရတယ်ပေါ့နော်ရီမန်ချက်ကတော့ကျွန်တော်တို့နည်းနည်းလေးတော့ပြေးပြီလို့ပဲစိတ်ထဲမှာသဘောထားတယ်ပေါ့နော်ဘာ
ဘာကြောင့်လဲဆိုတော့တချင်းလေးတို့ကျွန်တော်စလုပ်ဖို့တက်ကလည်းအမှန်တမ်းပြောရင်မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဖျားရှိမှာအများကြီးကျွန်တော်ဆူတောင်းခဲ့ရပါတယ်လို့ပေါ့နော်ကျွန်တော်အတန်ကကျွန်တော် raw ပိုင်းပေါ့နော် raw ကိုကျွန်တော်အရန်ဆိုချင်တယ်ပေါ့နော်ဒါပေမဲ့နေသားတစ်ခုကကျတော့အခြေတချင်းလေးတွေနဲ့အဆွေးတချင်းလေးတွေနဲ့အသေးကွက်တချင်းလေးတွေကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ raw ပိုင်းတော့ရောင်းတော့လုံမေလို့တော့ကျွန်တော်ဆုံးဖြတ်ချက်ချထားပါတယ်လို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျကျွန်တော်ကကျတော့ raw ကကြိုက်တယ်ပေါ့နော်ရုပ်ကလည်းကျန်းအတန်လည်း raw ကဒီဇိုင်းမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်ရှိရောက်တဲ့တချင်းလေးတွေကတော့အသေးကွက်တချင်းလေးတွေပါလို့ပေါ့နော်ဟုတ်ကျွန်တော်ရဲ့လက်ရှိလုပ်ငန်းကတော့ပေါ့နော်ကျေးဇူးတော်အဲယာကွန်းလုပ်ငန်းပေါ့နော်ကျွန်တော်ကတော့အဲယာကွန်းတက်လေးရောင်းပေးတယ်ပေါ့နော်ဒီစာပစ်ကိုကျွန်တော်အမျိုးမျိုးဝန်ဆောင်မှုပေးပါတယ်လို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျကျွန်တော်ဆိုင်ကတော့59 116မှာရှိပါတယ်လို့ပေါ့နော်5958 116မှာကျွန်တော်ဆိုင်ပါလို့တခြားစကားတော့ပေါ့နော်အားလုံးကိုအတိုင်းစာမသိကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ပေါ့နော်ကျွန်တော်ကတော့ဘယ်လိုပြောမလဲဆိုတော့အောင်မြင်တာလဲဒီတိုင်းပဲပေါ့နော်မအောင်မြင်လဲဒီတိုင်းပါပဲလို့ပေါ့နော်အားလုံးကိုကျွန်တော်ခင်ပါတယ်လို့ပေါ့နော်ကျွန်တော်ဒီတချင်းလေးတွေပေါ့နော်ထွက်ရှိဖို့အတွက်တချို့ဆိုရင်တငယ်ချင်းတွေလည်းရှိတယ်ပေါ့နော်ကျွန်တော်ဒီဝေစားလေးတွေဝယ်ပြီးတယ်ပေါ့နော်တချို့တငယ်ချင်းတွေဆိုရင်လည်းကျွန်တော်MT ရိုက်ဖို့တက်ဆိုရင်နော်ကျွန်တော်မှဆိုင်ကယ်ပဲရှိရပေါ့နော်သူတို့ရဲ့ကားလေးနဲ့ပေါ့နော်ကျွန်တော်ပံ့ပိုးပေးကြတယ်ပေါ့နော်ပံ့ပိုးပေးကြတချို့ဆိုလဲကျွန်တော်ဒီပေါ့တချို့ဆိုင်ကရှိတဲ့ဆရာပေါ့နော်ဆရာလည်းအဲ့ဆရာကလည်းကျွန်တော်ပံ့ပိုးပေးတယ်ပေါ့နော်ဒါပေမဲ့ဒီကနေပြီးတော့လဲဘယ်တော့မှမမေ့ပါဘူးလို့ပေါ့နော်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ပေါ့နော်ဆရာတွေအကုန်လုံးပေါ့နော် YouTube channel မှာရွှေလင်းဆိုတဲ့နာမည်လေးကိုရိုက်လိုက်ပေါ့နော်အဲ့မှာကျွန်တော်ရဲ့ရွှေလင်းဆိုနာမည်ကကျွန်တော်ရဲ့အကောင့်လေးဖြစ်ပါတယ်လို့ပေါ့နော် TikTok မှာလည်းကျွန်တော်ရွှေလင်းဆိုတဲ့အကောင့်လေးနဲ့တင်ထားပါတယ်လို့ပေါ့နော်ကျွန်တော်ဒီ Facebook မှာကျတော့ကျွန်တော်တင်ထားတာတော့ဗမာလိုရေးလိုက်ပေါ့နော်ဗမာလိုသိန်းစော်လင်းလို့ကျွန်တော်တင်ထားပါတယ်ခင်ဗျကျွန်တော်ပေါ့နော် YouTube မှာဆိုရင်ကျွန်တော်တချင်းလေးတင်ထားတယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်သွားပြီးတော့အားပေးလို့ရပါတယ်အကြိုက်ဆုံးတချင်းလေးရှိခဲ့တယ်ဆိုရင်လည်းကျွန်တော်ကွန်ဘတ်မှာပေါ့နော်ရေးခဲ့ပြီးလို့လည်းရပါတယ်လို့ပေါ့နော်ဟုတ်ကဲ့ခင်ဗျ